ပိုးချပြုခင်ရဲ့ယောက်ျားကစကားပြောတာလက်ပါခဲ့ကြောင်းကိုထုတ်ပြောလာတဲ့ဆိုင်ဝင်တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Selling Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပိုးချပြုခင်ကအကိုထွန်းနဲ့အိမ်အောင်ကြပြီးရဲ့နောက်မှာအကိုထွန်းကရတနာ PK ထွန်းဆိုတဲ့စိန်ရွှေရတနာဆိုင်ကိုဖွင့်ခဲ့ပါတယ်ဆိုင်ကလည်းရှောင်းဝါကောင်းခဲ့ပြီးတော့အနေနဲ့ရကအားပေးတဲ့သူတွေလည်းရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ဆိုင်မှာလည်းဝန်ထမ်းတွေအများကြီးခံထားခဲ့ပြီးတော့ဆိုင်ကိုလည်းလူပိုသိအောင်တက်တော့မှာကြော်ညာတွေလုပ်ခဲ့ပါတယ်ဆိုင်ကဝန်ထမ်းတယောက်ကကြော်ညာရိုက်နေတဲ့အချိန်ပိုးချပြုခင်တို့ရဲ့ကလေးကတက်တော့ရိုက်တဲ့တဲမှာရောပြီးတော့ဝင်ကားခဲ့ပါတယ်ဆိုင်ရဲ့စီကံချက်အရဝန်ထမ်းတွေကဆိုင်ရမိသားစုတွေပါတဲ့တက်တော့ကိုလိုင်းပေါ်တင်ခွင့်မရှိပါဘူးဒါကြောင့်ပိုးချပြုခင်တို့ရဲ့ကလေးကိုတက်တော့ရိုက်တဲ့တဲမှာဝင်မပါဖို့ပြောခဲ့ပါတယ်ကလေးကအရှိမဇက်တိုက်ပါနေတာကြောင့်တက်တော့ကို3ပုတ်ရိုက်ခဲ့ပြီးတော့ရိုက်ခဲ့တဲ့တက်တော့3ပုတ်လုံးမှာလည်းကလေးကပါနေခဲ့ပါတယ်ဒါပေမဲ့လည်းဝန်ထမ်းကတက်တော့မှာတင်ခဲ့ပါတယ်ဒီလိုတင်ခဲ့တာကြောင့်ပိုးချပြုခင်ကဝန်ထမ်းတွေနဲ့ကလေးတွေတက်တော့တူတူဆော့ထားတာကို personal account မှာတင်ခွင့်မရှိကြောင်းပြောခဲ့ပါတယ်ဒါကြောင့်ကလေးကသူတို့တက်တော့ဆော့နေတာကိုလာရှုပ်နေကြောင်းပိုးချပြုခင်ကိုဝန်ထမ်းပြန်ပြောခဲ့ပါတယ်ကလေးကိုတက်တော့ဆော့တဲ့အချိန်ဝင်မရှုပ်ဖို့ခဏပြောပေမဲ့လည်းမရတာကြောင့်ကလေးပါတဲ့တက်တော့ကိုသာတင်လိုက်ရကြောင်းရှင်းပြခဲ့တာကိုပိုးချပြုခင်ကိုပြပြခဲ့ပါတယ်ဒီကိစ္စကိုအကိုထုံးကလည်းတည်သွားခဲ့ပြီးတော့သူသမီးမပါတဲ့တက်တော့ကိုသာတင်ဖို့ဝန်ထမ်းကိုပြောခဲ့ပါတယ်ဝန်ထမ်းအဲ့လိုတင်ပေမဲ့လည်းအကိုထုံးတို့သမီးကလာရှုပ်နေတာလို့ပြန်ပြောခဲ့ပါတယ်သူသမီးကလာရှုပ်နေတာလို့အပြောခံလိုက်ရတာကြောင့်အကိုထုံးလည်းထောင်းကနေဒေါသထွက်သွားခဲ့ပါတယ်ဒါကြောင့်ဝန်ထမ်းကကတ်သွားခဲ့ပြီးတော့မင်းကဘာကောင်လဲဆိုပြီးတော့မေးခဲ့ပါတယ်ဝန်ထမ်းကသူ့ကိုလက်ပါတော့မှသိတာမို့အကိုထုံးကိုလက်မပါဖို့ပြောခဲ့ပါတယ်အကိုထုံးကလည်းဂီယူဆိုင်မနေပဲဝန်ထမ်းကိုသူ့သမီးကိုရှုပ်တယ်လို့ပြောရကောင်းလားဆိုပြီးလက်တီတစ်ချက်ကျွေးလိုက်ပါတယ်ဝန်ထမ်းရဲ့မျက်နှာကိုထိသွားသလိုမျက်နှာကိုမမြင်ချင်တာကြောင့်ဆိုင်ထဲကထွက်သွားဖို့လည်းမောင်းထုတ်ခဲ့ပါတယ်ဝန်ထမ်းကလည်းသူလုပ်ခဲ့တဲ့အလုပ်ရဲ့အတွက်ကိုလာစာသူလုပ်ခဲ့တဲ့ရက်တွေအတွက်ရှင်းပေးဖို့ပြောခဲ့ပါတယ်ဒါကြောင့်မို့ဝန်ထမ်းကိုသူ့ရဲ့လုပ်အားလာစာကိုရှင်းပေးလိုက်ပြီးတော့ဆိုင်ကနေထွက်သွားဖို့အတွက်ပြောခဲ့ပါတယ်ကြိုက်တဲ့နေရာမှာရှင်းလို့ရတယ်ဆိုပြီးတော့လည်းအကိုထုံးကပြောခဲ့ပြီးတော့မိမိသားစုကိုဒုက္ခပေးလို့ရတယ်လို့ပါပြောခဲ့ပါသေးတယ်။နေတဲ့လိပ်စာတွေကိုပါသိတာကြောင့်အချိန်မရွေးထိခိုက်အောင်လုပ်လို့ရကြောင်းကိုပါအကိုထုံးကဝန်ထမ်းကိုပြောခဲ့တာဖြစ်ပါတယ်။ဝန်ထမ်းကသူတက်တော်ဆိုတဲ့အချိန်ကလေးကိုဝင်မကားဖို့ပြောပေမဲ့လည်းကလေးကဝင်ကားခဲ့တာကြောင့်ကလေးပါတဲ့တက်တော်ကိုသာလိုင်းပေါ်ကိုတင်ခဲ့တာပါ။အကိုထုံးကလည်းဆိုင်ရဝန်ထမ်းတွေကိုသူတို့မိသားစုတွေပါတဲ့တက်တော်ကိုလိုင်းပေါ်မတင်ဖို့အတွက်စီကံချက်ထုတ်ထားတာဖြစ်ပါတယ်။ဝန်ထမ်းကတိနဲ့တင်လိုက်တော့ဘာလို့တင်ခဲ့ရလဲဆိုပြီးအကိုထုံတို့လင်မယားဝန်ထမ်းကိုမေးခဲ့ပါတယ်ဝန်ထမ်းကလည်းကလေးမပေါအောင်တက်တော်ရိုက်ပေမဲ့လည်းကလေးကဝင်ရှုံနေရလို့ပြောလိုက်တာကြောင့်နှစ်ယောက်ကြားမှာနားလည်မှုတွေလွဲပြီးတော့အခုလိုမျိုးပြဿနာတွေဖြစ်ကုန်ကြတာဖြစ်ပါတယ်အခုလိုပြဿနာတွေရှုပ်ကုန်တာကလည်းဝန်ထမ်းအပြောမတက်လို့ပြောနေတဲ့သူတွေလည်းရှိသလိုအကိုထုံးကိုလည်းအလုံးရှင်ဆိုတိုင်းဒီလိုမျိုးကိုတိလက်ရောက်မလို့တင်ကြောင်းထောက်ပြနေတဲ့သူတွေလည်းရှိပါတယ်ပရိသတ်ကြီးတို့ရောဝန်ထမ်းနဲ့အကိုထုံးတို့ကြားမှာဖြစ်သွားတဲ့ကိစ္စမှာဘယ်သူမှလဲဆိုတာ comment လေးထဲမှာဖြည့်ပေးသွားပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်